တော်တော်โอเคမဝယ်ထားလားရှက်ရှက် safety first ပဲ construction လို့ပါတော့ဘိုင်းမှာမလုပ်ခဲ့တာပဲကံကောင်းတယ်လို့အခုဒီစောင့်နေတဲ့တရားကြီးပေါ့နော်ဒီတရားကြီးရဲ့အမြင့်ဆုံးအပိုင်းကိုအမြင့်ဆုံး tower အမြင့်ဆုံးအပိုင်းကိုကျွန်တော်တို့တက်မလို့သွားတာပေါ့နည်းနည်းတော့စိတ်လှုပ်ရှားတယ် wall biggest အမြင့်ဆုံးဆိုတဲ့ထဲမှာပါတယ်ဒီတရားရဲ့ထိပ်ချားကိုသွားမလို့ပေါ့နော်အခုတော် Oh my god construction site ဆိုတော့ project ကပြီးသေးတော့ချက်စရာတော့လည်းကောင်းHow about your feeling? Yeah, so great. It's great. Yeah, that's good. Exciting. But just know that highest mountain, 270 meters. Yeah, 270 meters. Beauty. တရားကဒီတကယ်ဒီမက်ကာကိုသွားတဲ့ main တရားကြီးကိုမလာခင်မှာပေါ့နော်သူကဒီပြည်နယ်တစ်ခုကနေပြီးတော့main တရားကြီးစီလာတဲ့တရားပေါ့သူက project ကြီးကြီးတယ်ကျွန်တော်တို့ဟိုဘက်ကနေပြီးတော့လာတာဒီမှာတော့ကျွန်တော်မြင်ရတော့ထင်တယ်这是一批刚好7个人是吧？大家调整一下。好，我马上要不大家都守着走，得赶紧给走，要不然下面人上不来，别在这停留。ဒီတရားကြီးကမပြီးသေးဘူးဗျသူကကျုံးပြီးမက်ကာကိုဟောင်ကောင်နဲ့3ခုကိုဆက်ထားတဲ့တရားကြီးကိုလာတဲ့တရားတစ်စင်းပေါ့နော်ဒီတရားကမပြီးသေးဘူးဒါပေမဲ့ဒီနေ့ကုန်ကြရင်ပြီးမယ်ပြီးရဲ့တရားရဲ့ဒီစောက်တဲ့ကုန်ကြစိတ်က Chinese yuan 4.6 ဘီလီယံကုန်ကြကပြီးစောက်ထားတယ်ပေါ့နော် American dollar နဲ့ဆိုရင် 6.6 ဘီလီယံတော့ရှိရဗျာဒါကအမြင့်ဆုံးကိုကျွန်တော်တို့အဖို့လိုက်တက်ကြည့်အောင်ဆက်လို့ရှားကြကောင်းတယ်ဟိုကြည့်ရတဲ့မြင်ကွင်းကလည်းအမှမမြင်ဘူးတဲ့မြင်ကွင်းကိုကျွန်တော်ဆွေးနေရတယ်ပေါ့နော်။ဒါကမိုက်ရဗျာ။ကျွန်တော်ကကြောက်တာကြတော့ဗာလဲအင်္ဂလိပ်တွေတွေ့ထားတယ်လေ screw တွေ nut တွေရှိတယ်။အဲ့ဥစ္စာတွေကိုကြောက်တာ။အဲ့ကောင်တွေကများအကယ်၍များတစ်ခုထားပြီးပြုတ်ထွက်သွားမယ်ဆိုတော့အမသွားပြီ။ပလုံနေဆိုကြာသွားမှာပေါ့နော်။တော်သေးတယ်ပေါ့နော်။ construction လို့ပါတော့ဘိုင်းမှာမလုပ်ခဲ့တာပဲ။ကံကောင်းတယ်လို့။ဟိုဘက်က view ကတော်တော်ကိုလာတယ်ဗျာ။ကျွန်တော်ထင်တာအဲ့ဒါဟောင်ကောင်တို့မဟုတ်ဘက်ကကိုဖြစ်လိမ့်မယ်တော်လာတယ်ဆိုဒီတရားကမက်ကာကိုနောက်ပြီးတော့ဟောင်ကောင်ဂျိုဟိုင်းကိုသွားတဲ့ဒီတရားကြီးဒဇင်းကိုသူကဒီမှာစောက်တာအခုပြဖိုးဘက်မှာဆိုရင်သူက artificial island လို့ခေါ်တယ်ပေါ့နော်သူကဒီတရားရဲ့အဆုံးသက်ကအဲ့မှာအဲ့ကနေပြီးတော့မှသူကနောက်ထပ်တရားအကြီးစီကိုထပ်ပြီးတော့ကူပြီးတော့ဟိုမှာဟောင်ကောင်တို့ဘာလို့သွားမယ်ဆိုသွားလို့ရတယ်ဆိုတဲ့သဘောမျိုးပေါ့နော်အဲ့လိုလေးလုပ်ထားတာဟုတ်ပြီဗျာအဲ့တော့ဒီနေ့အတွက်ဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော်တွေ့တဲ့ experience လေးကို sharing လေးလုပ်ပေးတာပါကျန်ရလာတယ်ဘာဖြစ်လို့လဲမရ high voltage ကိုထားတာဒါ